မန္တလေးနန်းတွင်ရှော့တိုက်တုံးနဲ့အခင်းခညာမှုမှာနောက်ဆုံးသိရတဲ့သတင်းတွေအရအချမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်တရားရတိုင်းမှုစုရင်ရစစ်သား24ယောက်တရားရတဲ့ဆိုပြီးသိရတာပါမင်းအောင်လှိုင်ဟာအဆိုပါတိုက်ခိုက်ခံရမှုကြောင့်တလင်းရွတ်တပ်ဖွဲကိုလူစားထိုးစေလွှတ်ထရတာပါမန္တလေးနန်းတွင်တိုက်ခိုက်ခံရမှုဟာစစ်ကောင်ရှင်ရဲ့အဓိကအမာခတ်နယ်မြေတွေကိုတော်လှန်ရေးအင်အားစုတွေကထိုးဖောက်နိုင်စွမ်းရှိလာတာကိုတက်တည်ပြလိုက်တယ်လို့ဖြစ်ပြီးဒီအခြေအနေတွေကြောင့်ပဲအချမ်းဖက်မင်းအောင်လှိုင်ဟာလုံခြုံရေးအရာစိုးရင်စီလွန်ကဲလာပြီးအရေးကြီးတဲ့နိုင်ငံတော်အဆင့်အခမ်းအနားတွေကိုတောင်ကိုယ်တိုင်မတက်ရောက်နိုင်တော့တဲ့အဆင့်ရောက်သွားပြီဆိုပြီးနိုင်ငံရေးနဲ့စစ်ရေးလေးလာသူတွေကသုံးသပ်ထားကြတာပါမင်းအောင်လှိုင်ကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြတဲ့တော်လှန်ရေးအင်အားစုတွေကတော့ဒီတိုက်ခိုက်မှုဟာစစ်ရေးရအောင်မြင်မှုတစ်ခုသာမကအချမ်းဖက်စစ်တပ်ရဲ့စိတ်ဓာတ်ရေးရာကိုပါကြီးမားစွာထိုးနှက်နိုင်ခဲ့တယ်လို့ယူဆကြနေကြပါတယ်မင်းအောင်လှိုင်ကိုယ်တိုင်လူလုံးထွက်မပြတာရက်အတော်ကြာနေပြီထိလို့မသေးတော့သေးပေမဲ့တိုင်မှုလို့ပြင်းထန်တဲ့ဒဏ်ရာရနေပြီဆိုတာတော့ယူတိနီးနေတွက်စားနိုင်ပါတယ်အချမ်းဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကတော့မင်းအောင်လှိုင်ဘာမှမဖြစ်ပါဘူးဆိုပြီးတိုက်ခိုက်မှုမှာဒဏ်ရာရခဲ့တယ်ဆိုတဲ့အပေါ်ညှင်းဆန်ခဲ့တာပါဒါပေမဲ့မင်းအောင်လှိုင်ဟာအရေးကြီးတဲ့ရေးတက်အခမ်းအနားဖွင့်ပွဲကိုတောင်ကိုယ်တိုင်မတက်နိုင်ပဲလူစားလွတ်ခဲ့တာကြောင့်အပြင်းထန်ဒဏ်ရာရတယ်ဆိုတာတေချာတလောက်ရှိနေတယ်ဆိုပြီးစောက်ကြည်လေ့လာသူတွေကဆိုထားကြတာပါဒီတိုက်ခိုက်မှုမှာတကယ်ကိုကြီးစုတင်ရမယ့်လူကမင်းအောင်လှိုင်ရောက်လာမယ့်တဲ့ကိုအတိအကျကြိုပြောထားတဲ့ဖျဲသီးရဲ့အရေးပါတဲ့တာဝန်ထိမှုပါပဲစစ်ကောင်စီကိုမကြိုက်တဲ့ပြည်သူလူထုကတော့မင်းအောင်လှိုင်ရုပ်ပြဆင်းပြဒဏ်ရာနဲ့ဂျိုင်းတောက်နဲ့လူရှိသူရှိထွတ်ပြတော့မလားရင်ခုန်နေကြတော့ပြီးထင်ပါတယ်